Minecraft ကိုရိုးရိုးမဆော့ဘဲနဲ့ဒါတွေနဲ့ဆော့ကြည့်ရအောင်ဘယ်လို survive လုပ်လဲ let's go ကြည့်လိုက်အောင်ဒီလေးဆော့တာကြာနည်းနည်းဟိုလိုရိုးရိုးကြီးတွေထပ်တော့နည်းနည်းမိုက်တာပါဗျဒါပေမဲ့ဒါတိတ်မဆော့တဲ့ခုတ်အလက်ဟုတ်တယ်ခုတ်တာအလက်ထားတာအာနဲ့တူတယ် okay တစ်ခုံမယ်ခြေပဲတန်โอเคအတန်းခြေပဲခုံးလေကွာလေအပေါ်မော့နည်းနည်းခက်တယ်ကွာဒါကြီးဆိုမိုက်တော့မိုက်ပါကွာโอเคပုံမှန်လုံနေကြအလုတ်လေးပေါ့နော်တစ်ခုံမယ်တစ်ခုံပြီးလို့ရှိရင်တော့ credit တွေပဲလုပ်မယ် credit တွေပဲလုပ်ပြီးလို့ရှိရင်တော့ဘာညာ quick ကွာတွေလောက်အောင်ပါပေါ့ okay ကျွန်တော်မဖြစ်သွားရည်ရေတော့တောက်တာ okay နှစ်ခုနှိပ်ကြည့်မယ်ဘာဖြစ်လဲထားတာကြီးဖြစ်သွားပြီကုတ်ကွာokay credit တွေပဲလုပ်နေရယ် credit တွေပဲရပြီဆိုတော့ဒီမှာထားလိုက်မယ်ရော့ okay ခုံတော့ဘယ်လိုခုံတော့ဘာနဲ့ခေါ်ဒါပြေးရဟုတ်တယ်ဒါပြေးရတော့ဒါခုံတာဒါဟောင်းဒါokay နေမနေဒုတ်လို့ရမယ်ကွာဒုတ်လူတွေဒုတ်ဝလုံးဒုတ်တသားဒုတ်ဝလုံးဒုတ်မဟုတ်ဘူးတသားဒုတ်ရော့ okay မိုးလေငါမားဝါကြီးတကူနှစ်ချောင်းချ okay တာယူခက်တယ်ဆိုခက်တယ်တကယ်ပြောဆိုခက်တယ်တိုင်ပတ်တယ်ကွာဘာလို့ပကံမသိရော့ဒီကတော့ရပြီ okay ဒီကရပြီကောက်okay ရော့ဒီတစ်ခေါက်ကြတော့ပစိန်လုံးလိုက်မယ်ပစိန်မဟုတ်ကွာပစိန်ဆိုပစိန် okay ရော့ညတော့မူးချုပ်လာ okay baby okay ခုတ်မဟုတ်စတာမဟုတ်လေတူးမယ်ညမူးချုပ်တော့မယ်ဘယ်နာနေကောင်းမလဲအစားအစာလေးရှာအောင်မယ်ပြေးမယ်မင်းတက်မယ်ငါမေးဘာလို့တက်လို့မလဲအော်ရပြီအဲ့နဲ့တက်ရပဲတောင်းမတဲ့အစာလေးပေးပါဇုံမီလာတော့မယ်ကြည့်နွားရဘာဖြစ်လို့ဒီဘက်ကြီးသွားလို့မရခေပါထားလိုက်ပါခေဒီညမှာစကန်ချနေရမယ်စ
ကန်းချမို့တော့ဆိုရင်တော့ကော်ပြားလို့တယ်ရော့ကော်ပြားလို့တယ်ဆိုတော့ကော်ပြားယူပြီးလို့ရှိရင်တစ်ခုနှစ်ခုနောက်ပြီးကြတော့တစ်သားယူမယ် Minecraft လူသိဆော့တော့ညမိုးချုပ်သွားပြီလောက်ကြပါညမိုးချုပ်သွားပြီโอเคခေါ်ပြရပြီဝါရှုပ်ကျွန်တော်သားလေးစားလိုက်ဘာနဲ့စားမလဲဇူမီဟောနားလိုက်တာကွာဟာမြားနဲ့ပြည့်ဟာရကျွန်တော်မဟုတ်သေးဘူးလေငါလူတယောက်တည်းလေလာတယ်မင်းအဲ့လောက်တော့ဖြစ်ဟာလာဘိုင်ဝမ်ဒီမှာလာဒီဦးလားရော့ဟာလာနားလိုက်တာကွာမင်းကလည်းရှော့ညပါအောင်ဟာတွေးတဲ့တေးရောအများကြီးပဲကြည့်ပါအောင်ဒီနိုနေအိမ်မှာဘယ်လိုလို့ survive လုပ်နိုင်ပါတော့โอเคဗီဒီယိုလေးရောက်ဒီလောက်ပါပဲဒါလေးစောပြပါကျွန်တော်တို့စောကျင်တော့โอเคစောကျင်တော့ I game PSP ဆိုတဲ့ game လေးကိုကူးထားပါလိမ့်ဖြစ်ပါဒီမှာကိုကြိုက်တဲ့အဲ့လိုစောကျင်တယ်ပေါ့ဗျာအဲ့လို Minecraft စောကျင်နေဆိုရင်တော့ I game PSP ဆိုရဲအစားကိုဒါတို့ကျွန်တော်တို့ Play Store မှာရှာပြီးထောင်းလုပ်ပြီးလို့ရှိရင်တော့ I game PSP တဲ့ဝင်ပြီးလို့ရှိရင်တော့ visual သူတွေကြတော့ဒီမှာပေါ်လာတဲ့ mechanic မျိုးစုံဗျာကျွန်တော်ကတော့ပြီးကောင်းသွားလို့ဒီမှာကျွန်တော် game download ဆွဲထားတယ် Friday Night at Freddy လည်း game download ဆွဲထားရပါဗျာဟိုနေ့ကတင်ထားဗီဒီယိုလေးရှိပါအဲ့ဗီဒီယိုလေးတော့ကြည့်ကြပါဦးလို့ Okay အားလုံးပဲဘိုင်ကျွန်တော် channel လေးကိုလည်း like and subscribe လေးလည်းလုပ်ခဲ့ပေးပါဦး view နည်းနေလို့ပါတောင်းပန်ပါတယ်အားလုံးပဲဘိုင်